ပါညီမဘယ်လာပါဘယ်လာရဲ့ဘယ်လာဝင်း game channel ရနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘယ်လာကgame လဲဆော့မယ်ပေါ့နော်ပြီးတော့ဘယ်လာဒီဟာလေးတင်ထားပါတယ်တင်ထားလို့ကွာဒီပေါ့နော်ဒီပြပါကများလို့ရှိလို့ရှိရင်ပြပါမပြပါများလို့ရှိလို့ရှိရင်မပြဘူးပေါ့နော်โอเคဆိုတော့ဘယ်လာဒါကိုပေါ့နော်မနေ့ပြန်တီးဆောင်ပါမယ်မနေ့ပြန်ကြလို့မှာပြပါကများလို့ရှိလို့ရှိရင်ပေါ့နော်ဘယ်လာဒီဟာကိုပြပါမယ်ရှင်တကယ်လို့မပြနဲ့ဆိုတော့များလို့ရှိရင်တော့မပြတော့ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုရဘယ်လာ king ဆော့ပါမယ်ဆိုတော့ဘယ်လာပေါ့နော်ဘယ်လာပြရရှိပါတယ်ဘယ်လာဗီဒီယိုတစ်ခုတည်းမှာပေါ့နော်ဘယ်လာပြမယ်ဒီဗီဒီယိုထဲမှာပေါ့နော်โอเคပတ်တန်ကနားနေလို့ပိတ်ထားလိုက်ပါပြီโอเคဆိုတော့ကဘယ်လာတော့ကြည့်ပါမယ်ဒီဟာလေးကိုတော့အပီကမပြန်နိုင်သေးဘူးလို့အဲ့လိုဆိုအများကြီးပဲပေါ့နော်မကြီးရေတဲ့ရေခဲနန်းတော့လည်းသွားပြပါဘလာ ID ရှာနေတော့မှရှင်မရေတဲ့မရတဲ့ကောင်းပါလေရေခဲကစားကွန်းသွားပြထားလဲဘလာ ID ရှာနေတော့မှဟိုကောင်းပြီးရော ID လေးပြောပြပါလားတဲ့အများကြီးပဲပေါ့နော် smart ပုံလေးပြောင်းပြပါလားယူနေတာလားဟုတ်ပါတယ်ဘလာယူနေရပါ ID လေးပြပါမနော်တဲ့ဟိုရှိမရေးတဲ့ ID ကုတ်လေးပြောပြပါလားတဲ့မစော့တတ်ဘူးလားဟုတ်တယ်ပဲလားမစော့တတ်ပါဘူးတချင်းရမှဆိုဟုတ်တယ်ရမှဆိုမှတချင်း no favorite cane နဲ့အခြားအိမ်နဲ့ copy လေးပြောပြလို့ရမလားတဲ့ဘယ်လားအဲ့ဒါပြောပြထားပါတယ်ဖနက်ကလည်းညရဲ့အင်ကြီးထဲမှာမပါဘူးလေဟုတ်တယ်ဘယ်လားသိပါတယ်ဒါပေမဲ့ဆိုတော့ squid cane နဲ့ဟိုဘောနော်တူလို့ဆိုပြီးပြောတာပါဟုတ်တယ်တောက်ပေါ်မှာလည်းဟုတ်ပါတယ်တောက်ပေါ်မှာပါ ID လေးမတယ်ဘယ်လားဒီမှာပေါ့နော် ID ကတော့အဲ့တော့ဘယ်လား ID ထည့်ထားတဲ့စာကိုပျောက်သွားလို့ပေါ့နော်โอเคဆိုတော့ဖျားဖူးသွားပြပါမယ်ရှင်ကြိုက်တယ်20နှစ်တော့အများကြီးပဲဒီတယောက်ကိုပေါ့နော်ဘယ်လားစပြန်ပေးလိုက်ပါပြီမဘယ်လားကိုချက်တယ်မဆလုံးအောင်မှလည်းပေါ့နော်ဘယ် blame ထားတယ်โอเคscript က ID လေးပြောပြပါလားဘယ်လားဒီမှာပေါ့နော်ဒါလေးပြောပြထားတယ်ပေါ့နော်โอเคနားစားရက်ကွက်လေးပြောင်းကျင်လို့မရက်ကွက်ပြောင်းကျင်တာဆိုတော့ကျတော့ဘလို့ပြောင်းကျင်တာလဲပေါ့နော်ဘယ်လားမသိလို့ပေါ့နော် ID လေးပြောပြပါလားတဲ့ဒါကတော့မှတ်ချင်းနေချင်ပါတယ်ကျမ ID ကိုသိတယ်ကျမက ID ကိုသိတယ်လည်းဘယ်လိုလဲမသိမဟုတ်ဟာโอเค456ပါမဒါသူတို့ကြိုက်တဲ့လူတွေပေါ့နော်မဖျားသွားပြဖျားသွားပြမယ်ဘယ်လား ID ရှာနေတော့မှာဒါတော့မှချင်းနေပါဒါတော့ဘယ်လားရဲ့ friend တွေပေါ့နော် subscribe လုပ်လိုက်ပါမယ်ဟိုရပိုင်းနေရဘယ်လားမေဖုန်းကြိုင်တော့ပေါ့နော်ဘယ်လားပေါ့နော်subscriber တွေဖိုင်ဖြုတ်ရတယ်ပေါ့နော်โอเคနန်းတော်သွားပြနန်းတော်လည်းသွားပြပါမယ်ဘာနန်းတော်ဆိုအဆုံးသွားပြပါမယ်โอเคဆိုတော့ဘယ်လာတို့ game လေးကိုသွားလိုက်ကြအောင်โอเคဘယ်လာတို့ဆိုတော့ game လေးရောက်ပါပြီ game ကတော့ဒီနေ့မှာတော့ဘာလို့မှလဲဆိုတော့တာဝါလေးဆောက်ပြီးရှောက်ခံပါမယ်โอเคတာဝါလေးခံပါမယ်ရှင်ဘယ်လာဘောနော်အဲ့လိုအင်ကြီးကအဆုံးမဝဲရတယ်လို့ပေါ့နော်အဆုံးဝဲပြောလို့ရှိရင်ဘယ်လာဗီဒီယိုလေးတင်ပေးပါမယ်လို့ပါဗီဒီယိုလေးဆိုတော့ပေါ့နော်တခုကဗီဒီယိုလေးရိုက်ပြီးတင်ပေးပါမယ်ဆိုတော့ဘယ်လာဗီဒီယိုလေးကိုလည်းစောင့်ပြီးထားအောင်ပေါ့နော်ပြီးတော့ဘယ်လာမျက်နှာပြရတော့မလားမပြအောင်လားဆိုတော့လည်းဖုန်းပေးခဲ့ပါနော်ပြီးတော့ဘယ်လာတို့မနက်8:30လောက်တော့ငလင်းလောက်သွားပါတယ်ငလင်းလောက်သွားဖြစ်တဲ့အတွက်ကြောင့်အခုဗီဒီယိုချိန်နေလူရောဘယ်လာ channel ကိုအားပေးနေလူရောပေါ့နော်တယောက်ချင်းစီက view site ကြပါလို့ဘယ်လာပြောချင်ပါကျမလေး view site ပေါ့နော်ဒီဘက်အခုရက်ပိုင်းမှာအပူအေးရတိတ်ညောင်ဆိုတော့ကျမလေးလည်း view site ကြပါနော်ကျမလေးလည်း view site ကြပါရှင်ဘယ်လာမျက်နှာပြောက်သွားလို့ရှိလို့ရှင်လေ YouTube ကိုမနာပါဘူးဘယ်လာနည်းနည်းပြန်လုပ်မယ်ပေါ့နော်အခုပဲတော့6တန်းရောက်ပြီဆိုတော့ဘယ်လဲဆိုင်နဲ့များလာပြီပေါ့နော်များလာပြီဆိုတဲ့အတွက်ကြောင့်မလို့ဘယ်လားပေါ့နော်တိုက်ဗီတို့နေ့တိုင်းတင်မိမယ်တော့မဟုတ်လောက်ဘူးပေါ့နော်နေ့တိုင်းတော့မတင်နိုင်တော့ပြင်မဲ့ဘယ်လားတစ်ပတ်မှာအနည်းဆုံး3ပေါက်လောက်တော့တင်ပါပါရှင်
ဘယ်လာဗီဒီယိုလေးကိုလည်းစောင့်မျှော်ပေးကြဖို့ဘယ်လာပြောချင်မှာပေါ့နော်တကယ်လို့ဘယ်လာရဲ့ဘယ်လာ1 game ဆိုရဲအကောင့်ပြသွားလို့ရှိရင်ပေါ့နော်ဘယ်လာကအခြားအကောင့်နဲ့ပဲလုပ်ဖို့ရှိပါတယ်ရှင်ဘာလို့ဆိုတော့ဘယ်လာအခုပေါ့နော် YouTube တင်ထားတဲ့ဖုန်းကတိတ်မကောင်းတော့ဘူးကွာတိတ်မကောင်းတော့ဘူးဆိုတာကတော်တော်လေးကိုမှန်ထိခိုက်ထားပါတယ်ဒီနားမှာဆိုလဲအမဲလုံးတစ်လုံးရှိတယ်ဒီနားမှာဆိုလဲအမဲဆက်လေးတစ်ဆက်ရှိရပေါ့နော်ပြီးတော့ဒီနားမှာဆိုလဲမှန်နေကွဲထားပါတော့အဲ့တော့မကွဲမှန်ကတ်ထားလို့တော်တော်လေးဖြစ်လာပေါ့ပြီးတော့ဘယ်လိုက်ဖုန်းကအရန်ရော်ရဲပေါ့နော်ဆိုတော့ဗီဒီယိုရိုက်လို့လည်းတိတ်မကောင်းတခါကြလို့ရှိရင်ဘယ်လာကောနော်ဆာကူရာကျတော့ဘယ်လာမေဖုန်းထဲမှာလည်းရှိရပေါ့နော်ဘယ်လာမေဖုန်းထဲကနေပြီးတော့ပေါ့အဲ့လိုအတန်းပါမနေ့ရှာကြီးရိုက်ပြီးတင်ပြီးပါမယ်လို့โอเคဆိုတော့မရပါဘူးဘယ်ကတော့ဘာလို့ဒီညီပဲ14နိုင်ဝင်နေတော့ဆိုဒီညီပဲရှိတော့ပါโอเคဘယ်လာဒီနေ့မှာလေးဝက်ချန်နေရောပြပြအောင်ရှင်လေးဝက်ချက်ဆိုရတဲ့ဘောနော်ဘယ်လာဘောပြပါမယ်ဘယ်လာခဲကိုမကင်ပါဘူးအဲ့ဆိုရင်လည်းဆိုခဲတိမှဆိုပါအောင်ပြောင်းကြိုင်ပါဖုန်းအားသွင်းနေဆိုနေရမှာနော်โอเคဘယ်လာဆိုတော့ဓမ္မဆုံးအနေနဲ့ဘယ်လာတို့police station တောင်းမယ်ပေါ့နော် police station မှာရဲတွေကိုချလိုက်ကွာဒါမှမချနဲ့အဲ့လိုဆိုရဲတွေကိုချမကောင်းဘယ်လာပြအောင်အဲ့ဒါပုံးလို့ရနေရပေါ့နော်အချိန်မှာရဲတွေကလုံးဝမတွေ့ပါဘူးပြပါမယ်လာလို့တော့မရအဲ့တော့ချတော့မချတော့โอเคထိသွားပြီအမမြင်းမြင်းစစန်လေးလောက်ပါမဟုတ်လို့ရှိရင်တော့တွေးရောပါတယ်โอเคချက်ပတ်ကိုတော့ပါမယ်ဒီမှာဆူရှီဘားတွေရောနော်ဒီဟာလေးဝင်လိုက်ပါโอเคဒီမှာဒီနေရာလေးပေါ့နော်ဆိုတော့ဘာလို့မရှယ်ရီလာလိမ့်မယ်ဒီနေရာလေးဆိုလို့ရှိရင်မမိပါဘူးပြီးတော့ဘယ်လာပြည့်တယ်ရှိပါတယ်โอเคထားလိုက်တော့ဒီဟာလေးကိုဖိတ်လိုက်ပါမယ်ပြီးတော့ကွာညနေ6နာရီရောက်မှပေါ်လာတဲ့လူတွေပဲဘယ်လာပြပါမယ်ကြောလိုက်မယ်ဒီမှာ9နာရီပဲထားလိုက်ပါတော့မှာဘယ်လာတို့ဘယ်မှာလဲဆိုပြန်လဲမှာပေါ့နော်ပြန်လဲပါမယ်ဘယ်ဘက်မှာလဲဒီဘက်မှာတယ်banyak semua kalah ani mah pernah naik le shin naik lah so lah mesti pol pada time mami yo na berapa ama party people ဆိုတာပေါ့နော်သူတို့မနက်ပိုင်းနေကြလို့ရှိရင်တော့မရှိပါဘူးမှကြည့်ပါဘယ်လိုပြောရအောင် party people တဲ့ပြီးတော့ပေါ့နော်အားလုံးကပုံစံတူနေပေါ့နော်အဲ့ဒါကြတော့နည်းနည်းထူးဆန်းပါတယ်ပြီးတော့နော်အဲ့ဒါပြရမယ်ဘယ်လာတို့အားလုံးသိကြတဲ့ဒီနေရာတစ်ခုသွားရမယ်အဲ့ထဲကပေါ့နော်ပရဲမလို့ပဲပြောမှာပေါ့နော်အဲ့ထဲကပရဲမကြီးရောနော်အရမ်းမြန်ပါတယ်အဲ့ဒါသွားမလဲတော့မိပါကျောင်းနာသွားโอเคပရဲမကြီးသွားမယ်အဲ့ဒီမှာတော့လူတိုင်းသိမယ်လို့ပဲလားထင်ပါတယ်အဲ့ဆိုတော့ကွာဆိုင်ကူကြီးထဲမှာရှိတဲ့တယောက်ကွာတယောက်ပါဆိုတော့ဗလာနောက်နေ့စောက်လို့ရှိရင်ပေါ့နော်ဆောက်ခရာလေးကနေပြီးတော့ OB လေးခုံပြပါမယ်OB ကိုဘာကြောင့်ခုံစီခြင်းလဲဆိုရင်တော့ဆိုတာအမှန်ကကြားလို့ရပါတယ်ရှင်ဒီထဲမှာပေါ့နော်ဒီသင်းမှာပေါ့လာပုံလိုက်45ရှိတော့โอเคဒါတော့တော့ပါပါဒီမှာဒီထဲမှာအမတွေ့ရလေမကြခင်ပေါ့နော်ဟွာဗလဲဟ
လေအမေပါပြီဘာယူလဲမသိဘူးစီးပြီးရှိရမျက်စိကိုရှင်းထားကြတော့ဘလို့အဲ့ဒါဗီဒီယိုကြည့်နေမျက်စိရှင်းလေးထားရကြပါဒီထဲမှာလားမသိဘူးမတွေ့ရဘူးခလာတော့အရှင်လာတော့ရတွေ့ရတယ်ဗောနော်အခုမတွေ့သေးဘူးပဲခလာပဲနေရမှာလားမျက်စိလေးရှင်းထားကြည့်ပြီးရတွေ့သေးဘူးဟုတ်တကယ်မတွေ့သေးဘူးဘလို့နည်းနည်းလေးတော့ကြောက်ဖို့ကောင်းပါတယ်လို့ဘယ်တော့တလန်းထွက်သွားရောမတွေ့ရဘူးနောက်တလန်းကနေတော့ဒီလမ်းရွေးကောင်းလားဒီရန်ရေးကောင်းလားနော်တင်းနဲ့ဒီလမ်းပဲတော့လိုက်တော့ဒီလမ်းမျက်စိလေးကိုနည်းနည်းလေးရှင်းထားပြီးကြည့်ပေးကြပါတော့နော်ဘယ်လာလဲမသိဘူးပေါ့နော်ရင်တော့ကျတော့ရှိရပေါ့နော်ချက်ပဲဒီမရှိတော့လေကွာချက်ပဲဒီပြောက်ပြီးတော့နည်းနည်းလေးကြည့်ပေးကြပါမတူရောက်လာလိမ့်မယ်ပေါ့နော်ဘယ်လာတော့ချက်ပဲပြောက်လိုက်ပါမယ်ချက်ပဲကိုတိတ်ကြည့်မိရတော့ပဲလားပြရတယ်မလို့ထားလိုက်ပါတော့အဲ့ဆိုဘာလို့နော်ဒီမှာဒီတောင်မှာကွာမိအောင်တစ်ခုရှိရပါတော့ဒါတော့နောက်နေ့video မှာပြလိုက်မယ်ပြီးတော့ရန်ရှိနေဆိုတော့ဒီနေ့ video လည်းတော့ပါနောက်နေ့ video မှာပြန်နေမှာအားလုံးပဲပါပါတယ်